ကျွန်တော်တို့လူမျိုးတွေဟာတော်တော်များများအသက်အရွယ်တစ်ခုကိုရောက်လာတာနဲ့အမျှစိတ်ဓာတ်ကြစရာတွေတွေးတယ်စိတ်ဓာတ်ကြမဲ့စိတ်ညစ်ရမဲ့အကြောင်းအရာတွေပဲတွေးလိတွေးထချိကြပါတယ်ဒါပို့ပြီးတော့ဆုပ်ယုပ်တဲ့လက္ခဏာဖြစ်ပါတယ်မိမိဟာအသက်အရွယ်တစ်ခုကိုရလာတာနဲ့အမျှဘာမှမစွမ်းဆောင်နိုင်တဲ့လူတစ်ယောက်လို့ဘာကောမှမလုပ်နိုင်တဲ့လူတစ်ယောက်လို့စိတ်ဓာတ်တွေကြပြီးတော့ခန္ဓာကိုယ်တွေပါရုပ်ဆင်းအင်္ဂါတွေပါစွဲရှာတယ်လို့ကျမ်းမာရေးတွေထိခိုက်ပြီးတော့မှမိမိရရှိထားတဲ့အသက်ထက်ပို့ပြီးတော့အရွယ်ကျနေတာကိုတွေ့ရပါတယ်ဗျ။ဘာနဲ့ကျွန်တော်တို့ကဥပမာပေးခြင်းလဲဆိုရင်တော့အနောက်နိုင်ငံတွေမှာတချို့သောဘာသာရှားတွေမှာအသက်တွေဘလောက်ပဲကြီးကြီးအရွယ်တင်နှုတ်တွေကိုလန်းဆန်းနေတာကိုတွေ့ရပါတယ်ဗျ။10မိနစ်10စက္ကန့်10နာရီ1ရက်အသက်ရှင်ခြင်းကပဲသူတို့အတွက်အထိပ္ပယ်ရှိတယ်လုံနိုင်စွမ်းနေအများကြီးရှိတယ်လို့ယူဆထားပုံရပါတယ်ကျွန်တော်တို့ဖျားရှင်ဟောကြားတော့မူခဲ့တာကစိတ်ဓာတ်ကြားရမယ်လို့ဟောကြားထားတာမဟုတ်ပါဘူးဗျတန်ဝေကယူရမယ်အသက်အရွယ်တစ်ခုကိုရောက်လာခဲ့ရင်တန်ဝေကတွေပွားများပြီးတော့မကောင်းမှုအရာတွေကိုတတ်နိုင်ကြတော့စွန့်လို့ရမယ်ပယ်တတ်ရမယ်လို့ပဲဗုဒ္ဓကဟောခဲ့တာပါဗျစိတ်ဓာတ်ကြားရမယ်အမြဲတမ်းဘာမှမတတ်နိုင်တော့ဘူးဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့စိတ်ဓာတ်ရေးရာတွေကြပြီးတဲ့နောက်ပိုင်းမှာတကယ်ပဲစွမ်းဆောင်ရည်တွေကြဆင်းနေတာကိုကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့တော်တော်များများမှာတွေ့နေရပါတယ်။ဒါကြောင့်မလို့အရင်ဆုံးကတော့လုံဆန်လို့မရတဲ့အသက်ငယ်ချင်းအသက်ကြီးချင်းကျမ်းမာရေးမကောင်းချင်းဆိုတဲ့အရာတွေမှန်သမျှလောကသဘာဝတရားတွေပါပဲဘလို့မှလုံဆန်လို့မရပါဘူး။ဒါတွေကိုထိုင်တွေးပြီးတော့စိတ်ဓာတ်ကြနေမယ်ဆိုရင်စုပ်ယုပ်တဲ့ဘက်ကိုပဲကျွန်တော်တို့ရွှေ့လျားပြီးတော့တွားနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေစိတ်ဓာတ်တွေမကြဖို့ကိုယ်လက်လှုပ်ရှားမှုတွေအများတန်းလုပ်နေဖို့အသက်ကြီးရင်လာတဲ့အခါမိမိအစားအသောက်တွေစားနိုင်ဖို့မိမိရဲ့အိတ်တဲ့အချိန်တွေကိုကောင်းစွာအိတ်ဆက်နိုင်ဖို့ဆိုတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုအသက်အရွယ်ရလာတဲ့လူတိုင်းမှာတတိထားဆောင်ရွက်နေဖို့တော့လိုအပ်ပါတယ်။တနာရီ10စက္ကန့်10မိနစ်အသက်ရှင်ရခြင်းတွေလည်းကျွန်တော်တို့လူ့ဘဝမှာတန်ဖိုးရှိပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဘော်ဒါတွေကျွန်တော်ရဲ့တန်ငယ်ချင်းတွေအားလုံးအသက်အရွယ်တစ်ခုကိုမဖြစ်မနေယောက်ျားရမှာဖြစ်ပါတယ်။ဒီလိုအသက်အရွယ်ကြီးရင်လာတဲ့အခါမှာစိတ်ဓာတ်ရေးရာကိုပထမဦးစွာမြင့်တင်ရမှာဖြစ်ပါတယ်ဒုတိယကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှန်သမျှကိုကျွန်တော်တို့အများတိုင်းမိမိကိုယ်ကိုမိမိသုံးသပ်နေဖို့လိုအပ်ပါတယ်တတိယအချက်ကတော့လောကမှာဖြစ်တတ်တဲ့သဘာဝတရားတွေကိုလက်ခံရမှာဖြစ်ပါတယ်ဒီလိုလက်ခံပြီးပြီဆိုရင်တော့ဘဝကိုပျော်ရွှင်စွာနဲ့ငြိမ်းချမ်းစွာနဲ့ဖြတ်သန်းရမှာပဲဖြစ်ပါတယ်